Shalom မင်္ဂလာပါဒီနေ့မိခင်ညာနေဆိုတော့မိခင်နဲ့ဆိုင်တဲ့အကြောင်းအရာမိခင်နဲ့ဆိုင်တဲ့မိခင်၃မျိုးပေါ့နော်ဆိုတော့အကြောင်းအရာလေးလို့လည်းနည်းနည်းပြောဆိုချင်ပါတယ်ဆိုတော့မိခင်ဒီကဒီသားသမီးကိုမွေးဖွားတဲ့ခါမှာပေါ့နော်ကိုလာလုံးလုံးလွယ်ဆယ်လမှမွေးဖွားတာဖြစ်တယ်ပေါ့နော်ဆိုတော့နေ့ရက်တိုင်းအဲ့ဒီပိုက်ကိုလွယ်ထားရတာဖြစ်တယ်ပေါ့နော်မမွေးမချင်းအထဲမှာလည်းပြုစိုက်ပေးရတာဖြစ်တယ်ကလေးဟိုအစားတောက်တွေကစအစင်ချင်းမှပြုစိုက်ပေးရတာဖြစ်တယ်ဆိုတော့မွေးထွက်လာတဲ့အချိန်မှာလည်းပေါ့နော်ဆိုတော့ကလေးကိုနေ့တိုင်းချစ်ပေးရတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့တေးမစင်ကစားပေါ့နော်ရေချိုးပေးတာကစားချူမွေးပေးတာကစားနေ့ရက်တိုင်းဒီမြခင်တွေကပြုစုပေးရတာဖြစ်တယ်ပေါ့နော်ဆိုတော့ပြုစုပေးရတဲ့ခါမှာသူတို့မစားရက်တဲ့အရာတွေသူတို့မသုံးရက်တဲ့အရာတွေဒီသားသမီးတွေကိုတကယ်ပဲကျွေးမွေးတာဖြစ်တယ်ပေါ့နော်သူတို့သုံးဆွဲရမယ့်အရာသူတို့စားရမယ့်အရာတွေကသားသမီးကိုဦးစားပေးလိုက်တာဖြစ်တယ်ပြီးတော့ခင်ပွန်းတွေကိုလည်းဦးစားပေးတာဖြစ်တယ်ပေါ့နော်ချို့တွေဆိုလို့ရှိရင်ကိုယ်နဲ့မိဘနဲ့ဆိုင်တဲ့အရာတွေလည်းထပ်ဦးစားပေးလိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမိခင်ရဲ့သဘောကတကယ်ပဲအရေးကြီးတာဖြစ်တယ်ပေါ့နော်ဆိုတော့သားသမီးတွေကိုပညာသင်ပေးတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့သားသမီးနဲ့ပတ်သက်လာတဲ့ခါမှာဆိုလို့ရှိရင်သားသမီးနေမကောင်းတဲ့ခါမှာဆိုလို့ရှိရင်ဒီမိခင်တွေကမအိပ်ရတဲ့အချိန်တွေများရှိတယ်ပေါ့နော်အိပ်ရပြတ်တဲ့အချိန်တွေလည်းအများရှိတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့စာဝတ်နေရေးတွေကစပေါ့နော်စာဝတ်နေရေးတွေကစကိုစားရမယ့်အရာတွေကသူတစ်ပါးစားပါစေငါသားသမီးတွေစားပါစေပေါ့နော်ငါသားသမီးတွေကောင်းကောင်းလှလှလေးတွေဝတ်ပါစေဆိုတာဒီမိခင်ရဲ့စိတ်တဘောထားတွေဖြစ်တယ်ပေါ့နော်ဆိုတော့တောင်းဝန်ကြည်တဲ့မိခင်နဲ့ရှိတယ်ဒါပေမဲ့တချို့တွေကမိခင်တွေမှာတောင်းဝန်အပြည့်အဝမကြေပွန်တဲ့မိခင်တွေတော့ရှိတာဖြစ်တယ်ပေါ့နော်ဆိုတော့တချို့တွေကသားသမီးတွေကိုအေးစစ်စစ်တွင်တင်တတ်တဲ့မိခင်တွေရှိတယ်ဖြစ်တယ်တချို့တွေကကြမ်းတမ်းဆူဆဲပြီးမှတွင်တင်တတ်တဲ့မိခင်လည်းရှိတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ငယ်ကလေးကကျွေးမွေးလာတာဖြစ်တယ်ပေါ့နော်ဒီမိခင်ရဲ့စိတ်တဘောထားဟာပေါ့နော်တကယ်ပဲကွန်ပျူတာထိုက်တဲ့မိခင်တွေဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ရဲ့အသက်တာမှာတစ်ခုလုံးကဒီသားသမီးတွေကိုပေးအပ်လိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်ပဲချစ်ချင်းမေတ္တာအရင်ခံရှိတဲ့မိခင်တွေဖြစ်တယ်ကျေးဇူးတင်တဲ့မိခင်တွေကိုအားလုံးကိုကျေးဇူးတင်တယ်ဆိုတော့နောက်မိခင်တစ်မျိုးကိုလည်းပြောချင်တာဖြစ်တယ်ပေါ့နော်ကျမဖျားတဲ့ခင်ကကျမကိုတိစေတလောက်ပေါ့နော်ဆိုတော့တချို့မိခင်တွေကပါလဲဆိုလို့ရှိရင်ကလေးတွေကိုတအားချစ်တတ်တဲ့မိခင်ပေါ့နော်နောက်ပြီးတော့တချို့အိမ်အောင်ကြပြီးရင်လည်းသူတို့မှသားသမီးမရှိတာလည်းကလေးကိုချစ်တဲ့ခါမှာအဲ့ဒီမိခင်ပေါ့နော်ကျွေးမွေးတဲ့မိခင်ပေါ့နော်ဆိုတော့ကျွေးမွေးတဲ့မိခင်နောက်တစ်မျိုးကပါလဲဆိုလို့ရှိရင်မိဘမရှိတဲ့သားသမီးတွေကိုခေါ်ဆောင်လာပြီးတော့ကျွေးမွေးတဲ့မိခင်ပေါ့နော်ဆိုတော့ဒီလိုမျိုးတွေရှိကြတာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့မိဘတွေမရှိတဲ့ဆုံးဖြတ်ချင်းခံရတဲ့သားသမီးတွေကိုကျွေးမွေးတဲ့မိခင်ပေါ့နော်ပြောမဆိုလို့ရှိရင်ဟိုအပေါ်ကမိခင်6လ10လ
မွေးဖွားတဲ့မိခင်နဲ့အခုကျွေးမွေးတဲ့မိခင်တစ်မျိုးကိုပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဒုတိယမိခင်ကတကယ်ပဲကိုမမွေးတော့လဲတကယ်ပဲဂရုစိုက်ပေးတာဖြစ်တယ်ပေါ့နော်ကျွေးမွေးပေးတာဖြစ်တယ်လိုအပ်တဲ့အရာတွေအားလုံးကူညီပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွေးမွေးပြီးတော့ပညာသင်ကြားပေးတဲ့မိခင်ဖြစ်တယ်ပေါ့နော်တကယ်ပဲချစ်စရာကောင်းတဲ့မိခင်လည်းဖြစ်တယ်ပေါ့နော်ချစ်ချင်းမေတ္တာရှိတဲ့မိခင်တွေဖြစ်တယ်ပေါ့နော်ဒုတိယတစ်မျိုးပြီးသွားပြီနော်ဆိုတော့တတိယတစ်မျိုးကိုပြောချင်တာဖြစ်တယ်ပေါ့နော်ဝိညာဉ်နဲ့ဆိုင်တဲ့မိခင်ဘယ်လိုမျိုးလဲမသိဘူးနော်โอเคဝိညာဉ်နဲ့ဆိုင်တဲ့မိခင်ကဘာလဲဆိုလို့ရှိရင်ဝိညာဉ်ရေးရာကိုနားလည်ပြီးမှဘာလဲဆိုလို့ရှိရင်မမအောင်တုံတင်ပေးတယ်ပေါ့နော်ငရဲမသွားအောင်ပေါ့နော်ဆိုတော့တုံတင်ပေးတဲ့မိခင်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့သူတို့ထဲမှာပေါ်မပြနိုင်တဲ့ဝိညာဉ်နဲ့ဆိုင်တဲ့အရာတွေပေါ့နော်ဆိုတော့ဝိညာဉ်နဲ့ဆိုင်တဲ့အရာလမ်းမမအောင်တုံတင်ပေးတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ခန္ဓာနဲ့ဆိုင်တဲ့အရာစိတ်ဝိညာဉ်နဲ့ဆိုင်တဲ့အရာတွေကိုလည်းတိဆောက်ပေးတယ်ဝိညာဉ်ရဲ့နာကျင်မှုတွေကိုကုသပေးတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကုသပေးတဲ့ခါမှာဝိညာဉ်နယ်ပယ်မှာသွားရတာဖြစ်တယ်ပေါ့နော်ဝိညာဉ်နယ်ပယ်ထဲမှာဘာလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့ကုသခြင်းပေါ့နော်သူတို့တွေကပါလောက်ခဲ့တယ်လေသူတို့ရဲ့အစဉ်ဆက်တွေကပါလောက်ခဲ့တယ်လေသူတို့အတွက်ပါအပြည့်ဝန်ချတောင်းပန်ပေးရမလဲသူ့ကိုပါတီဆောက်ပေးရမလဲအထက်ကနာကျင်မှုတွေဘယ်လိုထုတ်ပေးရမလဲနောက်ပြီးတော့ဖះရှိမှလည်းတောင်းပန်ပေးတာတစ်မျိုးပေါ့နော်သူနဲ့ဆိုင်တဲ့အရာတွေကစေးကြောပေးရတာတစ်မျိုးနောက်ပြီးတော့မာမနခြေလေထားတဲ့ဝိညာဉ်တွေကိုအဲ့ဒီဝိညာဉ်တွေကိုဝိညာဉ်နဲ့ဆိုင်တဲ့ဆုတောင်းပြီးမှတိုက်ပွဲဝင်ရတာတစ်မျိုးပေါ့နော်ဆိုတော့အတူအတွက်ဆုတောင်းတိုက်ပွဲဝင်နေဖြစ်တယ်ပေါ့နော်သူတိတယ်ဖြစ်စေမတိတယ်ဖြစ်စေထာဝရအတွက်ဒုက္ခမရောက်အောင်ပေါ့နော်ဆိုတော့သူ့အတွက်ဆုတောင်းပေးတယ်သူ့ရဲ့အနာဂတ်ကိုကောင်းစားစေခြင်းလို့ဖြစ်တယ်ပေါ့နော်သူ့ရဲ့အနာဂတ်ကောင်းစားစေခြင်းလို့ကောင်းကင်နိုင်ငံမှာခံစားရမယ့်အရာတွေကိုလည်းတည်ထားတဲ့အတွက်ကြောင့်သူ့ကိုလည်းကြည့်ရှုပေးတဲ့တမကပေါ့နော်တုံတင်ပေးတမကဆုတောင်းပေးခြင်းသူနဲ့ဆိုင်တဲ့အရာဝိညာဉ်ရေးရမှာစေကြောပေးခြင်းတုံတင်ပေးခြင်းဝိညာဉ်တိုက်ပွဲဝင်ပေးခြင်းအပြင်ပေါ့နော်ဆိုတော့ဒီလိုမျိုးဝိညာဉ်မိခင်ဆိုတာပေါ့နော်ရှိတာဖြစ်တယ်ပေါ့နော်ဆိုတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းတယ်နော်ဆိုတော့ဒီလိုဝိညာဉ်မိခင်တွေကိုလည်းရရှိပိုင်ဆိုင်ထားတဲ့လူဖြစ်ပါစေအရေးကြီးလို့ဖြစ်တယ်ပေါ့နော်ဒီလောကမှာပထမမိခင်ကကိုယ့်ရဲ့သားသမီးကိုဆရာဝန်ဖြစ်စေခြင်းနဲ့လူကြီးလူကောင်းဖြစ်စေခြင်းနဲ့ပညာတတ်ဖြစ်စေခြင်းနဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒုတိယမိခင်လည်းကျွေးမွေးတဲ့မိခင်လည်းထုံနေလက်ကောင်းပဲကိုကျွေးမွေးထားတဲ့သားသမီးတွေလူကြီးလူကောင်းဖြစ်စေခြင်းနဲ့ပညာတတ်တွေဖြစ်စေခြင်းနဲ့ပညာတတ်တွေဖြစ်စေခြင်းနဲ့လူကောင်းတွေဖြစ်စေခြင်းနဲ့ပေါ့နော်ဆိုတော့တရားတွေလည်းပထမမိခင်နဲ့ဒုတိယမိခင်တွေကဒီလိုမျိုးအများရှိတာဖြစ်တယ်ပေါ့နော်ဒီတတိယမိခင်ကတော့သူတို့ရဲ့အနာဂတ်မှာကောင်းကြီးခံစားဖို့ပေါ့နော်ထာဝရဘုရားအိမ်တော်မှာပေါ့နော်ကောင်းကြီးတွေများစွာထာဝရအတွက်ကောင်းကြီးခံစားစေဖို့ပေါ့နော်ဆုတောင်းပေးခြင်းကုသပေးခြင်းပေါ့နော်တိဆောက်ပေးခြင်းလိုအပ်တဲ့အချိန်မှာ
ခန္ဓာစိတ်ဝိညာဉ်၃ပါးလောက်ကျွေးမွေးခြင်းပေါ့နော်ဆိုတော့အဲ့ဒီဝိညာဉ်မိခင်ရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒီဝိညာဉ်မိခင်ကိုလူတိုင်းပိုင်ဆိုင်မှုရရှိပါစေကျေးဇူးတင်နေနော်အားလုံးကိုကျေးဇူးတင်နေမိခင်၃မျိုးထဲမှာပြောပြလိုက်တာဖြစ်တယ်ပေါ့နော်ဈာနာတို့ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေရှလုံးအားလုံးကိုချစ်တယ်ဖျားရှင်ကောင်းကြီးပေးပါစေနော်